မျိုးတို့ကြိုက်တဲ့ Microsoft Surface laptop ဆိုတော့ရောက်ပါပြီเนาะအရှိတွေကလည်းရောက်တာဒါကျွန်တော်ဗီဒီယိုလေးတစ်ခုထပ်လုပ်ပေးတာပါအလုံးအများကြီးလည်းထပ်ဝင်ထားပါသေးတယ် Microsoft Surface laptop 4လို့ခေါ်ပါတယ်ပေါ့ပါပါနဲ့အထာကြကြ3ညင်လှပါတယ်ကျွန်တော်ရဲ့အမျိုးတွေအတွက်ကတော့ share သုံးလို့ရမှာဖြစ်ပါတယ် display ကတော့ 73.5 လက်မ display ကိုမှ 2K resolution နဲ့ကြည်ပေါက်နေအောင်သုံးလို့ရမှာပဲဖြစ်ပါတယ် size လေးကတော့တဲရပိုရအလွယ်ဆုံး size လေးဖြစ်ပါတယ်ဒီကောင်လေးရဲ့ဒီကာဗာစီကာဗာလေးကတော့လေသာသားလေးနဲ့အေးဖက်လေးတောင်းအောင်မှာဖြစ်ပါတယ်အပေါ်ပိုင်းကတော့ body ကတော့ metal body ဖြစ်ပါတယ်ဒါတော့ Microsoft Surface Laptop 4လို့ခေါ်ပါတယ် specification အနေနဲ့ကတော့ i7 ကို11 generation ဖြစ်ပါတယ် RAM ကလည်း 16GB SSD 512နဲ့ဖြစ်ပါတယ်ဗျ Face Unlock ပါတယ်ကိုယ့်ရဲ့မျက်နှာကြီးနဲ့ unlock လုပ်လို့ရမှာဖြစ်ပါတယ် keyboard backlight လေးတွေပါတယ် touch screen လေးကိုငြိမ့်ငြိမ့်ချမ်းချမ်းအသုံးပြုခြင်းနဲ့အမျိုးတွေအတွက်ကတော့ touch screen လေးသုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ Microsoft Surface Laptop 4က design ပိုင်းလည်းထားကြတယ်သုံးရတဲ့ quality ပိုင်းလည်းကောင်းတယ်ဈေးနှုန်းကတော့ကျွန်တော်21သိန်း9000နဲ့ရောင်းပါတယ်ပုံမှန်ဈေးကတော့ကျွန်တော်23သိန်းဝန်းကျင်လေးတွေပေါက်ဈေးရှိပါကျွန်တော်ဒါအလုံးမြတ်မြတ်ရောက်တဲ့အတွက် discount ဈေးလေးဖြစ်ပါတယ်အဲ့တော့ Surface Laptop မျှော်နေတဲ့အမျိုးတွေအမြန်ဆုံးရွေးပါရွေးချက်ကြတယ်အများကြီးရှိတဲ့အတွက်ကြောင့်မလို့တစ်လုံးမကြိုက်ရင်နောက်တစ်လုံးအများကြီးထပ်ရွေးလို့ရပါသေးတယ်ဒါတော့ Microsoft Surface Laptop 4ပါဗျသူရဲ့ညာဘက်ချမ်းမှာဆိုတော့အသွင်းပေါ့လေတပေါ့ပဲပါမှာဖြစ်ပါတယ်ဘယ်ဘက်မှာဆိုတော့ Audio Jack ပါမယ် Type C တပေါ့ပဲပါမယ် USB တပေါ့ပဲပါမှာဖြစ်ပါတယ်အရိုးရှင်းဆုံးနဲ့အပားလွှာဆုံးနဲ့အပေါ့ပါဆုံးသုံးကျင်တဲ့အမျိုးတွေကတော့ Microsoft Surface Laptop ကို Touch Screen ရမယ် 2K laptop လေးသုံးပါ21သိန်း9000ပါဗျ Randy 6လတိတိပေးထားပါတယ် laptop ပြီးရပါကျေးဇူးပါ